အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့အားလုံးစိုးရိမ်နေကြတဲ့ကိစ္စလေးတစ်ခုကျွန်တော်ပြောပြပါမယ်နော်အဲ့ဒါတော့မာပြည်ပြန်မှ passport စာအုပ်တွေတက်တန်းတိုးလို့ရမယ်အတက်လုပ်လို့ရမယ်ဆိုတဲ့သတင်းတကယ်ပဲအမှန်ပဲလားပေါ့နော်ဒီဗီဒီယိုမှာမိကုန်းတွေရဲ့အဖြေရှိပါတယ်စောင့်ကြည့်ပေးမှသဘောပေါက်မှာဖြစ်လို့ဗီဒီယိုစောင့်ကြည့်ပေးကြပါနော်အဲ့ဒီအကြောင်းတွေကိုကိုမိုင်းမျိုးဆက်ကတေချာလေးရှင်းပြပေးထားပါတယ်နော်အဲ့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါအဲ့ကြမှာအားလုံးတေချာလေးသဘောပေါက်ပါမှာပေါ့ passport စာအုပ်တွေတက်တန်းတိုးလို့ရှိရင် smart card နဲ့ OWIC card ရှိမှတက်တန်းတိုးလို့ရမယ်ဆိုတဲ့ပြဿနာဆိုတော့လက်ရှိကျွန်တော်တို့ပြည်ပနိုင်ငံရောက်မြန်မာနိုင်ငံသားတွေဒီရက်ထဲမှာအရန်ကြရဲရိုက်နေတာအထူးသဖြင့်ဒီနေ့မှာပို့ပြီးတော့ကြရဲရိုက်နေသေးတယ်အဲ့ဒါဘာလဲဆိုတော့ပြည်ပနိုင်ငံမှာပါမစ်အမှန်နဲ့နေတယ်ဝက်ပါမစ်အမှန်နဲ့နေတယ် passport စာအုပ်တက်တန်းတိုးမယ်ဝက်ပါမစ်တက်တန်းတိုးဖို့အတွက် passport စာအုပ်တက်တန်းတိုးလို့ရှိရင်မြန်မာပြည်ပြန်ပြီး smart card လုပ်ရမယ် OWIC card လုပ်ရမယ်ဆိုတဲ့သတင်းတွေနော်အဲ့ဒီသတင်းတွေနဲ့အရန်ကြရဲရိုက်နေတဲ့ပြဿနာကိုကျွန်တော်ဒီနေ့တိုးရင်းလို့ရှင်းပြောပြမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့လက်ရှိစကားပြဋ္ဌာန်းလိုက်တဲ့ဥပဒေအဲ့ဒီဥပဒေက passport စာအုပ်တက်တန်းတိုးလို့ရှိရင် smart card နဲ့ OWIC card ရှိမှတက်တန်းတိုးရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်အဲ့ဒီပြဋ္ဌာန်းချက်ကသူ့ရဲ့ပြဋ္ဌာန်းချက်က2020ခုပြဋ္ဌာန်းချက်ဖြစ်ပါတယ်2026မဟုတ်ပါဘူး20ခုပြဋ္ဌာန်းချက်ဖြစ်ပါတယ်ဆိုတော့ပြီးတော့အဲ့ပြဋ္ဌာန်းချက်ကလည်းမြန်မာပြည်မှသာလျှင်အကျုံးဝင်တာဖြစ်ပါတယ်တည်တည်ချာနားထောင်ပြီးတော့မြန်မာပြည်မှသာလျှင်အကျုံးဝင်တာဖြစ်ပါတယ်မြန်မာပြည်မှာအခု passport စာအုပ်တက်တက်လုံးလို့ရှိရင်အစ်လျှောက်ထားလို့ရှိရင် smart card လို့ပါတယ်ဟုတ်တော့မှတ်ပုံနဲ့အိမ်အောင်စု smart card okay ဒါက passport စာအုပ်အစ်လုံးလို့ရှိရင်အဲ့ဒီမှာ passport တက်တန်းတိုးမယ်ကိုက passport လောက်ထားပြီးပြည်ပနိုင်ငံကိုထွက်ချင်တယ်တက်တန်းမလောက်ဘူးတက်တန်းတိုးမယ်တက်တန်းတိုးလို့ရှိရင် OWIC card နဲ့ smart card ရှိမှလာရင်တက်တန်းတိုးရမယ်ဆိုတဲ့ပြဋ္ဌာန်းချက်အဲ့ဒီပြဋ္ဌာန်းချက်က2029ရဲ့ပြဋ္ဌာန်းချက်ဖြစ်ပါတယ်26ပြဋ္ဌာန်းချက်မဟုတ်ပါဘူးပြီးတော့အစိုးဆုံးသတင်းပြည်ပနိုင်ငံရောက်နေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေပါမစ်တွေရှိတယ်ပါမစ်တက်တန်းတိုးမယ်စာအုပ်တက်တန်းမလောက်လို့စာအုပ်တွေတက်တန်းတိုးမယ်ဆိုလို့ရှိရင်မြန်မာပြည်ကနေပြီးတော့ smart card နဲ့ OWIC card လောက်လာပြီးတော့မှเนาะစာအုပ်ကိုတက်တန်းတိုးလို့ရမယ်ဆိုတဲ့သတင်းလုံးဝအမှားပါပြည်ပနိုင်ငံတွေမှာလက်ရှိဘာမှမပြောင်းလဲပါဘူးပုံမှန်စာအုပ်တက်တန်းတိုးမယ်တက်တန်းတိုးလို့ရတယ်တက်တန်းတိုးမယ်ပြီးတော့ပြည်ပနိုင်ငံမှာရှိတဲ့တန်ယုံတွေကလည်းလုံးဝမထုတ်ပြန်သေးဘူးပြီးတော့နောက်တစ်ခုကဒီပြဋ္ဌာန်းချက်ကလည်းပြည်တွင်းမှာပဲကျုံးဝင်တယ်ပြည်တွင်းမှာတော့မှ2029ရဲ့ပြဋ္ဌာန်းချက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကအရှင်းရှင်းပြောလို့ရှိရင်တန်ယုံနဲ့လည်းဘာမှမသက်ဆိုင်ဘူးကျွန်တော်တို့လက်ရှိစကားနဲ့ကျွန်တော်တို့ရဲ့ဆိုင်ချင်းပဲတော့ပင်မဲ့ကျွန်တော်ပြည်ပနိုင်ငံရောက်နေတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေဒေါ်လာရေးပဲလှုပ်ဒေါ်လာရေးပဲမလုပ်ဘလို့ပဲဖြစ်ဖြစ်ပြည်ပနိုင်ငံမှာကျွန်တော်တို့ကအကြောင်းမျိုးကြောင့်လာရောက်ပြီးတော့သူများနိုင်ငံမှာအလုပ်လုပ်ရတာဖြစ်တယ် passport စာအုပ်ကင်ပြီးတော့မှ web permit တွေကပ်ပြီးတော့ web permit တွေနဲ့အလုပ်လုပ်ကြရတာဖြစ်တယ်ဒါကြောင့်မြန်မာနိုင်ငံသားတွေစိုးရိမ်စိတ်တွေကိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးနဲ့ပြောပြခြင်းဖြစ်ပါတယ်ပြည်ပနိုင်ငံထပ်ပြောမယ်နော်ပြည်ပနိုင်ငံမှာစာအုပ်တက်တန်းတိုးလို့ရှိရင်ဘာမှပြောင်းလဲခြင်းမရှိပါဘူးစာအုပ်တက်တန်းသွားတိုးလို့ရှိရင်မှတ်ပုံတင်ပါမယ်အိမ်အောင်စုပါမယ်ကိုယ့်ရဲ့မှတ်ပုံတင်အစစ်အိမ်အောင်စုစစ်ကိုယ့်ရဲ့ဒီလိုအပ်ချက်တွေပေါ့နော်ဒါလေးတွေပါမယ်ဆိုရင်စာအုပ်တက်တန်းတိုးလို့ရပါတယ်သူတို့ဘက်ကပြဿနာကအခုကျွန်တော်တို့လက်ရှိပေါ့နော်ကျွန်တော်မြန်မာနိုင်ငံသားတွေထဲမှာမှသူတို့ပြောထားတဲ့ပြစ်မှုပေါ့ဗျာအဲ့ဒီပြစ်မှုတွေရှိတယ်ဆိုလို့ရှိရင်သူတို့ဘက်ကစာအုပ်တက်တန်းမတိုးပေးတာတို့ဘာလို့စာအုပ်အဟောင်းပြန်လဲသိမ်းတာတို့ဘာလို့ဒီအကန့်နေပဲရှိမယ်တာမန်ကိုပါနေကိုစာအုပ်တက်တန်းတိုးတဲ့အနေထားကတော့ဘာမှပြောင်းလဲခြင်းမရှိပါဘူးမြန်မာနိုင်ငံကြီးအလဲပြန် smart card လောက် web permit card လောက်ပြီးမှတက်တန်းတိုးလို့ရမယ်ဆိုတဲ့ဟာလုံးဝအမှားပါเนาะဒီသတင်းအမှားပါအဲ့တော့ဒီနေ့ဆိုလို့ရှိရင်5ဦးလောက်ရှိတယ်ဖုန်းခေါ်လာတယ်ကျွန်တော်တို့တွေစာအုပ်တွေတက်တန်းတိုးကြရတော့မယ်ကျွန်တော်မြန်မာပြည်ကိုအလဲပြန်ရမှာလားဘာညာမေးလာကြတယ်ကျွန်တော်ဘယ်သူ့မှဘာမှပြန်မဖြေသေးဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်လည်းတိကျတဲ့အနေထားတစ်ခုကိုကျွန်တော်လည်းစုံစမ်းနေတယ်မေးမြန်းနေတယ်ဒါကြောင့်မလို့ကျွန်တော်တိကျစုံစမ်းမေးမြန်းပြီးမှပြောတာဖြစ်ပါတယ်မရှင်းပါဆိုလို့ထပ်ပြောမယ်လက်ရှိစကားပြဋ္ဌာန်းလိုက်တဲ့ဥပဒေ2029အတွက်ဥပဒေဖြစ်တယ်မြန်မာပြည်မှာစာအုပ်ကိုမြန်မာပြည်မှာပဲစာအုပ်လုပ်ထားတယ်အဲ့စာအုပ်ကိုတက်တန်းမလောက်လို့တက်တန်းထပ်တိုးမယ်ပြည်ပနိုင်ငံထွက်ချင်တက်တန်းထပ်တိုးမယ်အဲ့လိုတိုးလို့ရှိရင် smart card နဲ့ OWIC card ရှိမှဒါလျှင်တက်တန်းတိုးလို့ရမယ်ဆိုတဲ့မြန်မာပြည်ရဲ့ပြဋ္ဌာန်းချက်ပါပြည်ပနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေကပုံမှန်ပါပဲကိုယ်နိုင်ငံကိုမလေးရှားပဲဖြစ်ထိုင်းပဲဖြစ်စင်ကာပူပဲဖြစ်ဂျပန်ပဲဖြစ်ကိုရီးယားပဲဖြစ်ကိုစာအုပ်တက်တန်းတိုးမယ်ဆိုလို့ရှိရင်ပုံမှန်လက်ရှိတိုးနေတဲ့အနေအထားအတိုင်း
တက်တန်းတိုးလို့ရတယ်မြန်မာပြည်ကိုပြန်ပြီးတော့မှsmart card OWIC card တွေလုတ်ပြီးတော့မှတက်တန်းတိုးရမယ်ဆိုတဲ့ဟာလုံးဝမဟုတ်ပါကြောင်းဒီကျွန်တော်ဒီဗီဒီယိုဖိုင်လေးနဲ့ပြောကြားလိုပါတယ်เนาะကျွန်တော်မြန်မာနိုင်ငံသားတွေအရင်စိုးရင်စိတ်တွေဖြစ်သွားကြတယ်ဒီသတင်းကြောင့်ပုံမှန်ပါပဲအရင်ပြောင်းလဲမှုမရှိပါဘူးဆိုတဲ့အကြောင်းပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ် ကဲခုလောက်ဆိုအားလုံးလည်းသဘောပေါက်သွားလာပြီလို့ထင်ပါတယ်ဒီမူရင်းဗီဒီယိုပိုင်ရှင်ကိုကျွန်တော် credit ပေးပါတယ်ဗျကျွန်တော်ကတော့နေခါပါအားလုံး bye bye